မင်္ဂလာပါဒီနေ့ကတော့ the pay or right ကိုပြောမှာနော် the pay or right ဆိုတာကဘာလဲဆိုတဲ့အခါကျတော့ဒါပထမဦးဆုံး American ရဲ့ constitution မှာပြင်ဆင်ဖြည့်ဆွဲချက်10ခုပေါ့နော်အဲ့တော့ US constitution ရေးဆွဲပြီးတဲ့အခါမှာနော်တချို့လူတွေကသဘောမတူကြဘူးဘာလဲဆိုတဲ့အခါကျတော့အစိုးရကအာဏာရှင်ဆန်လာရင်ရောဘယ်လိုလုပ်မလဲပေါ့ဘယ်လိုကာကွယ်ပေးမလဲပေါ့နော်အဲ့တော့အမှနော် US constitution ရေးဆွဲပြီးတဲ့အချိန်မှာဗဟိုအစိုးရကိုထောက်ခံတဲ့ federalist သမားတွေနဲ့ဒီပြည်နယ်အစိုးရအင်အားကြီးတော့လိုလာတဲ့ anti federalist သမားတွေဆိုပြီးတော့မှနှစ်ခုကွဲသွားတယ်ပေါ့နော်အဲ့တော့ federalist သမားတွေကနေပြီးတော့မှဒီ constitution ကိုပြည်နယ်တွေထောက်ခံလာအောင်ဆိုပြီးတော့မှဒါ pay or right ကိုထည့်သွင်းပေးပါမယ်ဆိုပြီးတော့မှဒါကတိကဝတ်ပြုခဲ့တယ်ပေါ့နော်ဒါက1997မှာဒါထည့်သွင်းလိုက်တယ်ပထမဦးဆုံး first 10 amendment ကို pay or right လို့ခေါ်တယ်နော်အဲ့တော့ဒါJames Madison ရဲ့ဒါ Alexander Hamilton ပေါ့နော်အဲ့တော့ James Madison ကနေပြီးတော့မှ James Madison ဆိုတာတနည်းအားဖြင့် US constitution ရဲ့ဟာခင်ကြီးလို့ပြောလို့ရတယ်နော်သူဒီ US constitution မှာပါတဲ့အကြောင်းအရာကသူရဲ့ idea တွေအများကြီးပါတယ်ပေါ့နော်အဲ့တော့ James Madison ကနေပြီးတော့မှနော်သူက federalist သမားပဲဒါမဲ့ pay or right ကိုသူကနေပြီးတော့မှအဆိုပြုရေးသွင်းခဲ့တယ်ဘာလဲဆိုတော့ပြည်နယ်တွေဒီ constitution ကိုထောက်ခံဖို့အတွက် okay ဒါဆိုရင် pay or right ကိုကြည့်အောင်အဲ့တော့ first amendment ကိုကြည့်အောင် first amendment ကဘာအကြောင်းအရာလဲဆိုတော့ freedom of religion freedom of speech freedom of press freedom of assembly နော် freedom of foundation ပေါ့နော်ဘာလို့ဖို့လဲဆိုတဲ့အခါကျတော့လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နော်ဘယ်ဘာသာကိုးကွယ်ရမယ်လို့မပြောထားဘူးပြည်သူတွေအနေနဲ့သူတို့ရဲ့ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်သူတို့လွတ်လပ်တဲ့ဘာသာသူတို့ကိုးကွယ်လို့ရတယ်နောက်တစ်ခါ freedom of speech လွတ်လပ်စွာပြောဆိုခွင့်နောက်တစ်ခါကျတော့ freedom of press လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်နောက်တစ်ခါကျတော့ freedom of assembly ပေါ့နော်လွတ်လပ်စွာစုဝေးခွင့်နောက်တစ်ခါကျတော့ freedom of foundation foundation ဆိုတာကဆိုရကိုတောင်းဆိုလို့ရတယ်ပေါ့နော်အဲ့လိုမျိုး freedom of religion freedom of speech freedom of press freedom assembly freedom of foundation ဒါက first amendment okay second amendment ကဘာအကြောင်းအရာလဲဆိုတော့ right to keep and bear arms in order to maintain a well regulated militia ဒါကြတော့အဲ့ဒီခေတ်တုန်းကကျတော့ professional စစ်တပ်ကမရှိဘူးပေါ့နော်အဲ့တော့သူတို့ဒါလက်နက်ကင်ဆောင်ခွင့်တွေရှိခေါင်းတွေမှာပါတယ်နော်ပြည်သူတွေအနေနဲ့ well regulated militia ပေါ့နော်သူတို့ကိုကာကွယ်ဖို့အတွက်ဆိုပြီးတော့မှနော်ဒါလက်နက်ကင်ဆောင်ခွင့်နော်အဲ့တော့ second amendment ကဘာအကြောင်းအရာလဲဆိုရင်လက်နက်ကင်ဆောင်ခွင့် okay third amendment နော် third amendment ကဘာအကြောင်းအရာလဲဆိုတော့The amendment forbade the forcible housing of military personnel in a citizen home during peacetime and required the process to be prescribed by law in times of war. Okay, that amendment ကနော်ဒီစစ်ပွဲမဖြစ်တဲ့အချိန်ပေါ့နော် peacetime နိုင်ငံငြိမ်းချမ်းနေတဲ့အချိန်မှာနော်စစ်သားတွေအနေနဲ့ဒါပြည်သူတွေရဲ့အိမ်ထဲမှာအတင်းအဓမ္မဝင်ရောက်နေထိုင်ခွင့်နော်ဝင်ရောက်နေထိုင်ခွင့်ကိုတားမြစ်တာနော်အကယ်၍စစ်ဖြစ်နေတဲ့အချိန်မှာဆိုရင် in times of war ပေါ့နော်စစ်ပွဲဖြစ်နေအချိန်တည်းမှာဆိုရင်လိုအပ်လာမယ်ဆိုရင်ဥပဒေနဲ့ထုတ်ပေးရမယ်အဲ့တော့အဲ့ဒီ process အရာသွားရမယ်ပေါ့နော်ဒီတိုင်း nation တလို့နေလို့မရဘူးအဲ့လိုပုံစံပြောချင်တယ်နော်အဲ့တော့ဆိုလိုတာက the amendment ကစစ်သားတွေအနေနဲ့ပြည်သူတွေရဲ့နေအိမ်မှာဝင်ရောက်နေထိုင်ခွင့်ကိုပိတ်ပင်တာနောက်တစ်ခါကျတော့ fourth amendment ကဘာလဲဆိုတော့ freedom from unreasonable search and seizures နော်အတနည်းအားဖြင့် warrant ပေါ့နော် warrant မပါဘဲနဲ့နော် warrant မပါဘဲနဲ့ဖမ်းဆီးတာတွေရှာဖွေတာတွေလုပ်လို့မရဘူးဒါက fourth amendment နော် fourth amendment ဒါဆိုကိုရီးယားကားတွေဘာတွေမှစွန့်ပါတယ်လေနော်ဒီလို warrant ပြတယ်နော်အဲ့ဒီ warrant နော်အဲ့ဒါ warrant နော် warrant ပါမှာရှာဖွေခွင့်ဖမ်းဆီးခွင့်ရှိတယ်လို့ပြောတယ် fourth amendment က okay fifth amendment ကိုကြည့်အောင် Fifth amendment က right to due process of law freedom from self incrimination public jeopardy government cannot seize private property without making a due compensation at the market value of property တဲ့ okay အဲ့တော့ fifth amendment ကဘာကိုပြောတာလဲဆိုတော့ right to due process of law right to due process of law ဆိုတာကတရားဥပဒေနဲ့အညီတရားစီရင်ခွင့်ပေးရမယ်နော်ကိုရီးယားဇာတ်လမ်းမှာဆိုရင်ဒါဖန်သွားပြီဆိုရင်ဥပဒေနဲ့အညီတရားရင်ဆိုင်ခွင့်ရှိတယ်လို့ပြောတာအဲ့ဒါ due process of law ကိုပြောတာနော်ဒီတိုင်းဖန်လိုက်တဲ့တခါတည်းထောင်ချလိုက်တာမျိုးအဲ့လိုမလုပ်ရအောင်နော် due process of law ဆိုတာတရားဥပဒေနဲ့အညီတရားရင်ဆိုင်ခွင့်ရှိရမယ်နော်နောက်တစ်ခုကျတော့ freedom from self incrimination နော် self incrimination ဆိုတာကကိုအပြစ်ရှိကြောင်းအတင်းအကျပ်ဝန်ခံခိုင်းတာနော်အဲ့လိုမျိုးမလုပ်ရဘူးလို့ပြောတာနော်အကယ်၍ဒါတရားစွဲဆိုခံထားတဲ့လူအနေနဲ့နော်သူအနေနဲ့မပြောချင်ဘူးဆိုရင်လည်းရတယ်နော်ရှင်းနေနေပြောမယ်ဆိုရင်လည်းရတယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခါ public jeopardy ဆိုတာကပြစ်မှုတူညီတဲ့ပြစ်မှုပဲဒီပြစ်မှုတစ်ခုကိုနှစ်ကြိမ်အပြစ်မပေးရဘူးလို့ပြောတာနော်တစ်တန်ကြာပြီးသားနော်အပြစ်ပေးပြီးသားပြစ်မှုအဲ့ဒီပြစ်မှုနဲ့ပဲနောက်တစ်ခါထပ်ပြီးတရားစွဲဆိုတာမျိုးမလုပ်ရဘူးလို့ပြောတာအကယ်၍သူကနှစ်ခါကျူးလွန်တာတစ်မျိုးပေါ့နော်အဲ့ဒီပြစ်မှုတစ်ကြိမ်ကျူးလွန်ထားတဲ့ပြစ်မှုအတွက်နဲ့နော်နှစ်ခါတရားစွဲဆိုတာမလုပ်ရဘူးပြောတာနော် public jeopardy ဆိုတာကနောက်တစ်ခါကျတော့ government cannot seize private property without making a due compensation at the market value of property ဆိုတာကဘာကိုပြောတာလဲဆိုတော့ဆိုရအနေနဲ့နော် private property ဆိုတာကဒီပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေနော်အဲ့ဒါကိုမသိမ်းယူရဘူးလို့ပြောတာနော်အကယ်၍သိမ်းယူဖို့လိုအပ်လာမယ်ပေါ့ဥပမာဒီအိမ်ဟာဒီ land
နော်နိုင်ငံကနေပြီးတော့မှဒါတည်ဆောက်မယ်ဒီလမ်းမကြီးနဲ့မလွတ်ဘူးပေါ့ဒါဆိုရင်ဘာလုပ်ရမှာလဲဆိုတော့အယို့ကြီးပေးရမယ် compensation ဆိုအယို့ကြီးပေးရမယ်ဒီယို့ကြီးကသူ့ဝယ်တော့320ပေါ့အခုက300ပေါက်တယ်ဒါပေမဲ့သူ့ဝယ်တော့စီးနှုန်းနေတော့ပေးလို့မရအောင်နော် market value of property ဆိုတာကခေတ်ကာလအရာဘယ်လောက်ကာလပေါက်စီဘယ်လောက်ရှိလဲနော်အဲ့ဒီကာလပေါက်စီအတိုင်းပေးရမယ်နော်အဲ့ဒါကိုcompensation at the market value of property လို့ပြောတယ်နော်အဲ့တော့ Fifth Amendment ကဒီတရားစွဲဆိုခံထားတဲ့လူကိုတရားဥပဒေနဲ့အညီတရားစီရင်ခွင့်ပေးရမယ် due process of law နောက်တစ်ခါကျတော့ကိုအပြစ်ရှိကြောင်းဝန်ခံခိုင်းတာနော်အဲ့တော့အဲ့ဒီ self incrimination ကနေပြီးတော့မှမလုပ်ရဘူးအဲ့ဒါမလုပ်ရဘူးနော်အဲ့ဒါ freedom ပေးရမယ်နောက်တစ်ခါကျတော့ double jeopardy နော်ဒီပြစ်မှုအတွက်ပဲနော်တစ်ချိန်ကျူးလွန်ထားတဲ့ပြစ်မှုအတွက်နှစ်ကြိမ်အပြစ်ပေးတာမျိုးမလုပ်ရဘူးနောက်တစ်ခါကျတော့အစိုးရအနေနဲ့ပြည်သူပိုင်တဲ့ပစ္စည်းတွေကိုတင်ယူတာမလုပ်ရဘူးအကယ်၍တင်ယူဖို့လိုအပ်လာပြီဆိုရင်ကာလပေါက်စီအတိုင်းပြောကြည့်ပေးရမယ်လို့ Okay စစ် amendment ကိုကြည့်အောင်စစ် amendment အဲ့တော့ speedy and public trial by jury နော် jury ဆိုတာဘာတူလဲဆိုတဲ့အခါကျတော့နော်တို့နိုင်ငံမှာ jury ကကြတော့တာနိုင်ငံသားဒီပြည်သူတွေထဲရပဲနော်အလေကြာတာဝန်ထမ်းဆောင်ရတာပေါ့နော်နိုင်ငံသားတယောက်အနေနဲ့တာဝန်ဝတ္တရားထဲမှာပါတယ်နော် jury တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ဖို့ဆင့်ခေါ်ရှင်ခံရတဲ့အခါကျရင်လှုပ်ဆောင်ပေးရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီအမှုစစ်တဲ့အခါကျရင်ပေါ့နော် jury တရားသူကြီးတွေနဲ့ speedy ဆိုတာမြန်နဲ့အများမြင်သာအောင်စစ်ရမယ်ပြီးတော့ to be informed of the nature and cause of the accusation နော်ဒါကြောင့်သူ့ကိုဖမ်းထားတဲ့အကြောင်းရင်းကိုပြောရမယ်နော်သူခင်ဗျအဖမ်းခံလိုက်ရတာဘာကြောင့်ဖမ်းတာလဲမသိမှဆိုလို့နော်ဘာကြောင့်မလို့ဖမ်းရတာလဲပြီးတော့ဒီကိစ္စကဘယ်လိုသဘောတဘာဝရှိတယ်ဆိုတာကိုလည်းပဲသင်ပေးရမယ်ပေါ့နော်နောက်တစ်ခါကျတော့ to be confronted with the witness against him အဲ့တော့သူ့ကိုတရားစွဲဆိုထားတဲ့တရားလိုရဲ့တက်သေးပေါ့နော်အဲ့ဒီတက်သေးနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့မှမေးခွန်းမေးလို့ရတယ်နော်အဲ့တော့ဒါကတရားစွဲဆိုခံထားတဲ့လူတွေကိုသူ့ကိုဆွဲဆိုထားတဲ့တက်သေးနော်တက်သေးနဲ့ရင်ဆိုင်တွေ့ပြီးတော့မှမေးခွန်းနေမေးခွင့်ရှိတယ်နော်မေးခွင့်ပေးရမယ်ပြီးတော့ to have compulsory process for obtaining witness in his favor တဲ့နော်အကယ်၍ပေါ့နော်တရားဆွဲဆိုခံထားတဲ့လူအနေနဲ့သူအနေနဲ့သူအပြစ်မရှိကြောင်းသူတက်သေးပြချင်တယ်အဲ့ဒီတက်သေးကိုတင်သွင်းချင်တယ်ဆိုရင်တင်သွင်းခွင့်ပေးရမယ်လို့ပြောတယ်နော်အကယ်၍ to have assistant or counsel for his defense နော်သူခုခံခြေပါဖို့အတွက်ရှင်းနေနဲ့ပြောမယ်သူရှင်းနေလို့ချင်တဲ့စနစ်နဲ့ပဲရှင်းနေတုံးလို့ရတယ်အကယ်၍သူရှင်းနေမတတ်နိုင်ဘူးဆိုရင်နော်ဆိုရကနေပြီးတော့မှနိုင်ငံတော်ကနေပြီးတော့မှရှင်းနေငှားပေးရမယ်လို့ပြောတာနော်ရှင်းနေမတတ်နိုင်တဲ့စင်ရသားတွေအတွက်ပေါ့နော်ဒါကစစ် amendment ရနော်အမှုကိုကျူရီတရားသူကြီးတွေနဲ့မြန်စစ်ရမယ်အများမြင်သာအောင်စစ်ရမယ်ပြီးတော့တရားစွဲဆိုခံထားတဲ့အကြောင်းရင်းကိုပြောရမယ်ပြီးတော့သူကိုဆွဲဆိုထားတဲ့တရားလိုရဲ့တက်သေးတွေနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့မှမေးခွင့်ပေးရမယ်ပြီးတော့အကယ်၍သူအနေနဲ့တက်သေးတင်သွင်းရှင်းနေဆိုရင်တင်သွင်းလို့ရတယ်နော်ပြီးတော့ဒါ compulsory process လို့ပြောထားတယ်နော်နောက်တစ်ခါကျတော့မရှိမဖြစ်ပေါ့နော်ဒီ process ကနော်အဲ့ဒါပါမယ်ပြီးတော့ရှင်းနေနဲ့ပြောမယ်ရှင်းနေငှားရမယ်ရှင်းနေငှားခွင့်ပေးရမယ်အကယ်ရှင်းနေမတတ်နိုင်ဘူးဆိုရင်နိုင်ငံတော်ကနေပြီးတော့မှရှင်းနေငှားပေးရမယ်ပြောတယ် Okay 7 amendment ကပါလဲဆိုတော့ right of trial by jury in civil case ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ရဆိုမှုမဟုတ်တဲ့ဥစ္စာတွေပေါ့နော်စာရှုပ်စာတမ်းအမှုကိစ္စတွေပြီးတော့ဘယ်လိုပြောမလဲပြီးတော့ဒီစာရှုပ်စာတမ်းအမှုကိစ္စတွေငွေကြေးလိမ်လည်တာတွေပြီးတော့လင်မယားကွာရှင်တဲ့ကိစ္စတွေเนาะအဲ့လို civil case တွေဆိုရင် jury တရားသူကြီးတွေနဲ့အမှုစစ်ခွင့်ပေးရမယ်လို့ပြောတာ7 amendment ကကြောက် Okay နောက်တစ်ခါကျတော့8 amendment ကပါအကြောင်းရလဲဆိုတော့ freedom from excessive bill and from cruel and unusual punishment เนาะဒါကြတော့ဘာကိုပြောတာလဲဆိုတော့ပြစ်မှုနဲ့ပြစ်ဒဏ်မျှနေရမှာပေါ့ဆိုလိုတာကဒါအလွန်အကျွံအာမခံကြေးတောင်းတာတွေပြီးတော့ဘယ်လိုပြောမလဲဒါရက်ဆက်ပြီးတော့မှတမယိုးကြမဟုတ်တဲ့အပြစ်ပေးနည်းတွေပေါ့နော်လိုမျိုးတွေမလုပ်ရဘူးလို့ပြောတာနော်ဥပမာပစ္စည်းခိုးတာနဲ့တေးတံပေးတာမျိုးပေါ့အဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်အဲ့ amendment ကဆိုလိုတာကပြစ်မှုနဲ့ပြစ်ဒဏ်မျှနေရနော်နောက်တစ်ခါကျတော့9 amendment ကကြတော့ဘာအကြောင်းရလဲဆိုတော့ right in addition to those stated in the constitution နော်အဲ့တော့ constitution မှာမဖော်ပြထားတဲ့တခြားအခွင့်အရေးတွေကိုလည်းပဲပြည်သူတွေပိုင်နေတယ်လို့ပြောတာနော် constitution မှာဖော်ပြထားတဲ့ဒီအာဏာတွေဒီခွင့်ရေးတွေပဲရှိတာလားပေါ့အဲ့လိုမဟုတ်ဘူး constitution မှာဖော်ပြမထားတဲ့တခြားအခွင့်အရေးတွေကိုလည်းပဲပြည်သူတွေပိုင်ဆိုင်ခွင့်ရှိတယ်ပြောတော့ဥပမာအသက်ရှူခွင့်နေပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင် constitution မှာတော့မဖော်ပြထားဘူးဒါပေမဲ့ပြည်သူတွေပိုင်ဆိုင်ခွင့်ရှိတယ်နော်နောက်တစ်ခါကျတော့10 amendment ကပါလဲဆိုတော့ power reserved to the state ဒါကြတော့ပခုဒီ constitution ကကြတော့ပခုအစိုးရ federal အစိုးရကိုအနှင်းထားတဲ့အာဏာနော်အဲ့တော့အဲ့ဒီပခုအစိုးရကိုအနှင်းမထားတဲ့အာဏာတွေကပြည်နယ်နဲ့ပြည်သူတွေမှာရှိတယ်လို့ပြောတာနော်ဒီ constitution ကကြတော့ဒါ federal government အတွက်ပေါ့နော်အဲ့ဒီ constitution မှာမဖော်ပြထားတဲ့အာဏာတွေရောဘယ်သူအတွက်လဲဆိုရင်ဒါပြည်နယ်တွေနဲ့ပြည်သူတွေအတွက်လို့ပြောတယ်